မင်္ဂလာပါအဲ့တော့29နှစ်ညမှာတော့ဒါကျွန်တော်အင်္ဂလန်နဲ့ဥရုဂွေပွဲစဉ်မှာတော့ဒါကျွန်တော်အင်္ဂလန်ကြီးမအောင်လို့ဒါကျွန်တော်ပြောခဲ့တယ်ဗောနော်ဘရာသာတို့ဒါကျွန်တော်ဥရုဂွေ body ပေးခဲ့တာဘရာသာနှစ်ပွဲဆက်အဆင်ပြေခဲ့တယ်ဗောနော်အဲ့တော့ဒီနေ့ည29ရက်နေ့ည3လပိုင်း29ရက်နေ့ညစူပါဆန်ဒေးညမှာလည်းဒါကျွန်တော်လစ်တီနီးယားနဲ့ဂျော်ဂျီယာပွဲကိုဒါကျွန်တော်တပွဲကောင်းပြောပေးပါမယ်နော်အဲ့တော့လစ်တီနီးယားနဲ့ဂျော်ဂျီယာပွဲတပွဲကောင်းပြောရင်ဒါကျော်ရဲ့ဒီ free channel ရှိတာဗောနော် free တက်လူနာ channel join ရန်ကြီးကိုဒါကျွန်တော်ကိုမအောင်မှာ link ချတာပြီဗျတစ်တော်ကြီးကိုကြတော့ဒီ back ဟိုမှာတင်ထားပေးတာဗောနော်channel မှာတော့ဒါကျွန်တော် daily မြဲစီမှာပေါ့အဲ့တော့နောက်ပြီးတော့ဒါကျွန်တော်ရဲ့ဒီ VMB ရောင်းပွဲတော့ဒါကျွန်တော်ခဏနားရပါတယ်เนาะကျွန်တော်ဒီကဘာဗလာချီစစ်ပွဲနောက်ဆုံးနေ့ပါမယ်ဒါကျွန်တော်ပြန်ထောက်မှာပါเนาะအဲ့တော့ဒီညမှာတော့ဒါကျွန်တော်လစ်တီနီးယားနဲ့ဂျော်ဂျီယာပွဲမှာတော့ဒါအဝေးဝေးကနေဂျော်ဂျီယာကဒီ1ပေါင်60ဆိုဈေးတန်းမျိုးဖွင့်နေတာပါเนาะအဲ့တော့အဲ့ဒီလစ်တီနီးယားကဒါကျွန်တော်ဒီကဘာစင်တမတ်ချက်146မှာစီပြီးတော့ဂျော်ဂျီယာကတော့ဒါကျွန်တော်ကဘာစင်တမတ်ချက်83မှာစီတာပေါ့เนาะအဲ့တော့ပထမဆုံးနေတော့ဒါကျွန်တော်ဂျော်ဂျီယာရဲ့ဈေးတန်းပြီးပုံတော့ဒါကျွန်တော်သဘောမကျဘူးเนาะဒါကျွန်တော်ကိုမောဈေးရောဒါကျွန်တော်မယူချယ်အတွက်မပြောတော့ဘူးเนาะဒါဈေးကတော့တိတ်ပြောတော့မကောင်းဘူးဒီမှာအဲ့တော့body view ဘက်ဒါကျွန်တော်ယူချယ်သုံးသပ်ပေးပါပါเนาะအဲ့တော့ဂျော်ဂျီယာမှာကကျွန်တော်တကယ်အလုံးလုံးတော့ပလေယာ2ယောက်ပဲရှိတယ်เนาะအဲ့တော့ပထမတစ်ယောက်ကဒီမီကူတန်နဲ့ကျွန်တော်ဒီဘီလာကြီးရဲ့ကစားသမားမီကူတန်နဲ့ဒါကျွန်တော်နောက်တစ်ယောက်ဒါဘရာသာအားလုံးသိတာ PSG တောင်မှာကစားသမားဒီchorus ခီလီယာပေါ့နော်ခီလီယာတော့ဒါ brother အားလုံးသိတယ်ပေါ့အဲ့ဒီနေရာပဲအလုံးလုံးတော့ player ရှိတာပေါ့နော်အဲ့တော့ကျွန်တော်အစ်ဗီဒီယိုမှာဒီအင်္ဂလန်ပွဲမှာသုံးသပ်ခဲ့တဲ့အတိုင်းပဲเนาะဒီ Champion League စီတဲ့ player တို့ဒီအမှတ်ပေးမှရေးကြီးတဲ့ player တို့ကဒီလိုခြေစွမ်းပွဲတွေမှာဒီလိုလာနေမှာတော့ဒါကျွန်တော်တို့ဟိုအနာပေးလေးရှိရတော့တကယ်ဟိုပေးမကန်ခိုင်းတဲ့အနေထားမျိုးဒါညောတွေ့ရတာပေါ့နော်အဲ့တော့ဒီညမှာလည်းဒါဒီဟိုဂျော်ဂျီယာရဲ့တောက်မှကစားသမားခီလီယာကဒါကျွန်တော်ဒီဟိုလီဗာပူးနဲ့ချန်ပီယံလိရှိနေတဲ့အတွက်ကြောင့်ဒီလိုပွဲမျိုးတော့ဒါကျွန်တော်တို့ဟိုပါမှာတော့မဟုတ်ဘူးဒါကျွန်တော်မြင်တာဗောနော်အဲ့ဒါကြောင့်လည်းဒါကျွန်တော်ပေးရတဲ့ body ကြီးကတော့ဟိုပြော့နေတယ်ဒါကျွန်တော်မြင်တာဗောနော်ဒီကမ္ဘာစင်တတ်မှတ်ချက်ရောက်ဒီတက်ပို့ပေးလို့ရတာဗောနော်အဲ့တော့အိစင်လစ်တီနီယာကိုဒါကျွန်တော်ပြန်ကြည့်မှဆိုရင်ဒီလစ်တီနီယာကလည်းဒါကျွန်တော်အရင်ဒီမော်ဒိုဗာတို့မော်တာတို့အရင်ဆိုးနေချီစွမ်းမျိုးပတ်ဆိုင်တာတော့အသိမျိုးတော့မဟုတ်ဘူးเนาะဒါပေမဲ့ဟိုညတော့ညမှာလားဒါညနဲ့အထဲတော့မပါဘူးဘာကြောင့်လဲဆိုတော့ဒီကဘာဖလာဒီဥရောပခြေစစ်ပွဲတွေမှာသူပြခဲ့တဲ့ခြေစွမ်းဒီဖင်လန်လိုအသိမျိုးအိမ်ဝင်းမှာတူနဲ့တေကခြေစွမ်းအတာနဲ့ကစားခဲ့တယ်เนาะနောက်ပြီးတော့ဒီနယ်သာလန်လိုအသိမျိုးလည်းဒါဟိုနယ်သာလန်တော့သူ့အိမ်ဝင်းမှာဟိုခက်ခဲကြီးကန်တဲ့အနေထားမျိုးရှိခဲ့တယ်ပေါ့เนาะအဲ့တော့ဒီလိုအသိမျိုးတွေကဒီတလို့တော့ကအောင်ပွဲရဒါကျွန်တော်ဒီခြေစမ်းပွဲတွေနဲ့ဒီလိုပွဲတွေမှာပဲဟိုသူတို့တော့နိုင်ပွဲဆိုတာစာပွဲလို့ရတာဗောနော်ဒီဥရောပခြေစစ်ပွဲတို့ဒီ UEFA National League တို့မှာသူတို့အတင်းမျိုးတော့တိုးလို့မရအောင်အဲ့တော့ဒီနေ့ညမှာတော့ဒါကျွန်တော်လစ်တီနီးယားနဲ့ဂျော်ဂျီယာပွဲမှာတော့ဒါကျွန်တော်အဲ့ဒီလစ်တီနီးယား body ကိုကျွန်တော်သဘောကျတာဗောနော်လစ်တီနီးယားမဆုံးလို့ထင်တာနောက်ပြီးတော့ကျွန်တော်အစိမပြောတဲ့အတိုင်းပဲဒီသူတို့အတင်းတွေကဘယ်လိုမျိုးဒီခြေစွမ်းတဲ့အရင်ညံ့နေတာမဟုတ်ဘူးဗောနော်ဒီဟိုနိုင်ပွဲတွေကဒီလိုပွဲခြေစမ်းပွဲတွေမှာပဲနိုင်ပွဲဆလို့လွယ်တဲ့အသင်းမျိုးတွေဖြစ်တာကြောင့်နောက်ပြီးဆိုပေးရတဲ့ဈေးကွက်အနေထားရလဲဒီဂျော်ဂျီယာမနိုင်ဘူးလို့ဒါကျွန်တော်မြင်တော့ကျွန်တော်ဒီလစ်တီနီးယားနဲ့ဂျော်ဂျီယာပွဲမှာတော့လစ်တီနိုနီးယား body ကိုကျွန်တော်သဘောကျတာဗောနော်ဘာသာတော့အားလုံးအဆင်ပြေကြပါစေကျွန်တော်ရဲ့ဒီ Telegram channel ကိုလည်း join တာပါ